တစ်တော်နဲ့ကြီးထဲမှာမိခင်စင်မကြီးနဲ့စင်ပေါက်လေးတို့ရွှွန့်နွန်နဲ့ကြုံဝင်နေခဲ့တာ၃ရက်တိုင်နိုင်ရှိခဲ့ပါပြီရုံးလေပိုနစ်လေဖြစ်ပြီးစင်မကြီးဟာကလေးကိုတက်နိုင်သမျှမထားပေးရင်အားအင်တွေကုန်ခန်းလို့တေးမင်းနဲ့ရင်ဆိုင်နေရပါပြီကံကောင်းစွာနဲ့ပဲအထက်စီးကနေကင်းလှည့်နေတဲ့တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ကသူတို့ကိုတတိပြုမိသွားခဲ့ပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေချက်ချင်းရောက်ရှိလာပေမဲ့အခြေအနေကထင်ထားတာထက်အများကြီးခက်ခဲနေပါတယ်တန်၃တန်လောက်လေးတဲ့စင်မကြီးဟာရွှွန့်နွန်တဲ့အချိန်ကြာကြီးတောင်းတင်နေတာကြောင့်အသက်ရှူရခက်ပြီးတတိလက်ခါနီးဖြစ်နေပါပြီမြေစီလွာကပြောစီနေတာကြောင့်ဆက်ရနေရကြီးတွေအနီးနားထိကတ်လို့မရပါဘူးဒါကြောင့်ကယ်ဆယ်ရေးသမားတွေဟာစင်ပေါက်လေးကိုမဲပြီးအရင်ကယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်တမာတဲ့ကြိုးတွေကိုစင်ပေါက်လေးမှာစနစ်တကျချီနှောင်ပြီးလူအားနဲ့ပရိယေသုံးကရွှွန့်နွန်နေကနေအောင်မြင်စွာဆွဲထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့စင်ပေါက်လေးဟာလွတ်မြောက်သွားတာနဲ့ထွက်မသွားဘဲအမေဖြစ်သူစီကိုတန်းပြေးသွားခဲ့ပါတယ်ကယ်ဆယ်ရေးသမားတွေကဘတ်တို့ဆွဲထုတ်ပေမဲ့အမေနာကိုပဲထက်ခါပြေးသွားပြီးရင်ခွဲမတက်မန်ဖီညိုလိုနေခဲ့ပါတယ်အချိန်မရှိတော့တာမို့ကယ်ဆယ်ရေးအဖွဲ့ကစင်ပေါက်လေးကိုမစ်စေးနေငယ်ထိုးပေးလိုက်ရပါတယ်စင်မကြီးရဲ့ကယ်ဆယ်ရေးကတော့ပိုစိန်ခေါ်မှုများပါတယ်ခန္ဓာကိုယ်တွင်အင်္ဂါတွေမထိခိုက်အောင်ကြိုးကိုဘိုက်အောက်ကနေချိုပြီးနာမောင်းရှိထိချီရမှာပါကယ်ဆယ်ရေးသမားတွေဟာအနီရေကိုမငင်းဆန်ပဲရွှွန့်နွန်တဲ့ခုံစင်းကလက်နဲ့တင်ရွှွန့်တွေကိုတူးထုတ်ခဲ့ကြရပါတယ်ကြိုးကြည့်ပြီးသွားပေမဲ့စင်မကြီးကလုံစွာလေးလံလုံးလို့တာမန်ကားတွေနဲ့ဆွဲလို့မရပြန်ပါဘူးနောက်ဆုံးမှာတော့ဒေတာခံရွာသားတွေကအင်အားကောင်းတဲ့ထက်တာဆက်တွေယူဆောင်လာပေးပြီးကားများပြားကိုစက်ကဆက်ဟုန်မြင့်ပြီးအားကုန်ဆွဲထုတ်လိုက်ကြပါတယ်ပရိသတ်တွေအသက်ရှူမမတက်စောင့်ကြည့်နေစဉ်မှာပဲနွန်ထဲနဲ့နေတဲ့ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းရွေ့လျားလာပြီးကုန်းပေါ်ရောက်လာခဲ့ပါတယ်ဒါပေမဲ့စင်မကြီးဟာတတိမရသေးပါဘူးကယ်ဆယ်ရေးအဖွဲ့ကစင်မကြီးကိုနှလုံးအားဆေးထိုးပေးလိုက်တယ်လို့စင်ပေါက်လေးကိုလည်းမစ်ဆေးပြေဆေးထိုးပေးလိုက်ပါတယ်စင်ပေါက်လေးတတိယလာတာနဲ့မပင်မရက်နိုင်သေးပဲအမေစီရိုင်တိရိုင်နိုင်ပြေးသွားပြီးနာမောင်းလေးနဲ့အမေကိုပုတ်တက်ကနိုးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအန်းစားဖွဲစိတ်တော့ကကြောခိုင်းမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်စင်မကြီးဟာဖြည်းဖြည်းချင်းမတက်ပြန်ရက်လာနိုင်ခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲပြင်းထန်တဲ့ဒဏ်ရာမရရှိခဲ့ပဲပင်ပန်းနွမ်းနယ်လုံးလို့ခါမြတတိလစ်သွားခဲ့တာပါမိခင်နဲ့တားငယ်တို့ဟာဘေးကင်းစွာနဲ့တောအုပ်ကြီးတွေကိုအတူတကွရှောက်လန်းသွားခဲ့ကြပြီးလောက်ခါနေရဲ့သူတို့ရဲ့နာမောင်းလေးတွေကတော့ကူညီပေးခဲ့ကြသူအားလုံးကိုအလှပဆုံးကျေးဇူးတင်စကားဆိုနေတယ်လို့ပါပဲခင်ဗျာ